အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Photoshop ထဲမှာ lighting အတူလေးလွတ်ပြပေးသွားမှာဖြစ်ပါတယ်ပြီးတော့တလက်စာတွေပေါ့ layer mask နဲ့ smart object ရဲ့အသုံးပြုနည်းတွေပါ detail လေးတွေလွတ်ပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ polygonal tool လေးကိုယူလိုက်မယ် polygonal tool ရပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအလင်းဖြာထွက်မဲ့ပုံစံမျိုးလေးကိုကျွန်တော်ဒီလိုမျိုးလေးလိုက်လုပ်လိုက်မယ်ပေါ့နော်ဒီလိုရသွားပြီဆိုရှင်ကျွန်တော်နောက်တစ်ချက်မှာတော့ foreground color ပေါ့နော်ဒီနေရာမှာနှစ်ချက်ကလစ်လိုက်ပါနှစ်ချက်ကလစ်လို့ရှိရင်ဒီလိုပေါက်လေးကြာလာမယ်အဲကြာလို့ရှိရင်ကျွန်တော်ဒီမှာ eye dropper လေးရှိရပေါ့နော်ဒီမီလုံးလေးကိုပဲမှတ်လိုက်မယ်ဒီမီလုံးက color ကိုပဲကျွန်တော်အနေနဲ့ဒီမှာနည်းနည်းလေးဒီရောင်လေးထားလိုက်မယ်ပေါ့နော်ကျွန်တော်နောက်တစ်ချက်မှာတော့ new layer လေးအသေးတစ်ခုခေါ်လိုက်ပါ new layer လေးရပြီဆိုရှင် keyboard ပေါ်က shortcut G ကိုနှိပ်လိုက်ပါ gradient 2မှာကျွန်တော်တစ်ချက်ထောက်ဖိဆွဲ lighting ဝင်သွားပြီဆိုရှင်ကျွန်တော်အနေနဲ့ဒီမှာ layer mask လေးကောက်အုပ်ပေးလိုက်ပါဦးနော် layer mask ရပြီဆိုရှင်ကျွန်တော်တို့ဒီနေရာစပြီးကျွန်တော် option နှစ်ခုနဲ့လုပ်ပြပေးမယ်ပေါ့နော်နံပါတ်1ချက်ကကျွန်တော်ဒီ layer mask ပေါ်မှာ order ကိုဖိတစ်ချက်ကလစ်လိုက်ဟုတ်ပြီကြာကျွန်တော်လုပ်ထားတဲ့ lighting တွေပေါ့နော်အဲ့ဒါကိုကျွန်တော်အနေနဲ့ဒီမှာ property မှာ feather လေးနဲ့ငယ်ဒီမျိုးလေးထားလိုက်မယ် order ကိုဖိကလစ်တစ်ချက်ပြန်ပြီးဒီလိုရသွားပြီဆိုရှင်ကျွန်တော်အနေနဲ့ဒီမှာ right click ကိုထောက် apply layer mask လုပ်ပြီးရင်ကျွန်တော်ဒီမှာ convert to smart object လုပ်လိုက်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီမှာ lane ကိုဖြာထွက်ခြင်းတဲ့အတွက်ကြောင့်မလို့ Gaussian blur မှာဒီလိုပမာဏကိုတိုးလိုက်အဲ့လိုလောက်တာကြဘာကောင်းလဲဆိုရှင်ကျွန်တော်ဒီမှာကဒီ smart object ပေါ့နော်ဒီ Gaussian blur ကို convert to smart object လောက်ထားတဲ့ဟာတစ်ခုကိုပဲပြင်လို့ရတယ်ပေါ့နော်ဒီနည်းလမ်းလေးကိုတိတ်ပြီးတော့မရွေးချယ်စေချင်ပါဘူးအဲ့လိုအစားကိုကျွန်တော် control Z ပြန်ခေါ်လိုက်ပါနော် control Z ဟုတ်ပြီဒီနေထားမှာကျွန်တော်အနေနဲ့ဘာလုပ်မလဲဆိုလို့ရှိရင် right click ကိုထောက် convert to smart object တစ်ခါတန်းလုပ်ချလိုက်ပေါ့နော်ဒီလိုအခြေအနေမှာဘာကောင်းလဲဆိုတော့ကျွန်တော်ပြီးမှပြမယ်ပေါ့နော် okay ကျွန်တော်ဒီမှာပုံမှန်ထုံးတာလိုပဲကျွန်တော် fader မှာ Gaussian blur ပြန်သုံးလိုက်မယ်အဲ့လိုတကူပဲရသွားပြီဆိုလို့ရှိရင် layer mask မှာကျွန်တော်တို့တစ်ခုခုနဲ့ပြင်ပြင်စေခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာလေးကို double click လိုက်ပါဆိုလိုရင်းတဲ့သဘောတရားကျွန်မ solid color တရားခံပြမယ်ပေါ့နော်မထားပါတော့ဗျာဒီကောင်းကိုဖြတ်ချင်လားဘာလုပ်ချင်လဲပေါ့နော်မျိုးစုံကြိုးခုံလို့ရတယ်ပေါ့နော်အားလေးပြပြချင်တာပါโอเคကျွန်တော်အနေနဲ့ဒီမှာနောက်တစ်ဆင့်မှာတော့ဘာဆက်လုပ်သွားမလဲဆိုလို့ရှိရင် control J နဲ့ပွားလိုက်ပါမယ် control J နဲ့ပွားပြီးလို့ရှိရင်ကျွန်တော်ဒီမှာ opacity ကိုဒီနေရာမှာ41ထားမယ်ဒီကောင်းအောင်တော့ကျွန်တော်ဒီမှာ65ထားမယ်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်းကို soft light လေးထားလိုက်မယ်ပြီးရင်ဒီကောင်းကို blending mode မှာ light တန်းလေးထားလိုက်မယ်ပေါ့နော်ကျွန်တော်အနေနဲ့ပို့ပြီးတော့အလင်းလေးကိုပေါ့နော်အလဲထဲမှာအားရှိအောင် control T လေးနဲ့ပြပါ connect နှိပ်လိုက်လို့ရှိရင်ဥမာ okay ပေးလိုက်ဘာလို့လဲဆိုတော့ convert to smart object ခံထားလို့ပြီးရင်တော့ကျွန်တော်ဒီမှာ shift နဲ့ order ကိုဖိပြီးတော့ဒီလိုမျိုးလေးဆွဲရပြီပြီးရင်လည်းဒီအောက်ကိုဆွဲလောက်ဆိုအဆင်ပြေပြီပြီးရင်အမှန်ချစ်ပေးလိုက် lighting ကဒိုးရတယ်ပေါ့နော်တချမ်းကအရင်သိတာဟုတ်ပြီဒီအောက်ကဟာကိုလည်းပြင်မယ် customize ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ပိုသိပါအောင် control T နှိပ်ပြီးကျွန်တော်ဒီမှာ perspective ကလေးဖြစ်သွားအောင်ပေါ့နော်ပြီးဒီကောင်းလည်းနည်းနည်းလေးပြင်ချိန်မယ်ရပြီပေါ့နော်အဲဆိုရှင်ကျွန်တော်ဒီမှာဒီနှစ်ခုကို group တစ်ခုထားပြီးတော့ before after realistic ဖြစ်တဲ့ lighting လေးရသွားပြီပဲဖြစ်ပါတယ်ကဲဒီနေ့ video ရဲ့ tutorial ကတော့ဒီမှာပဲပြီးဆုံးသွားပြီပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါနောက်နေ့ video များမှာပြန်လည်တွေ့ဆုံကြပါမယ်